โอเคဒါကျွန်တော်တို့ပထမဆုံးသားတင်တော့ပစ္စည်းတွေဟိုအန်ဒဝဲတို့ဘာလို့ပေါ့နော်ဒီကပစ္စည်းဒီမှာဆိုလာပါမယ်ဒီရေတန်းကြီးတောင်းတဲ့ ဟိုကရေတန်သေးပါမယ် ရှင်ထောင်ကဘယ်လိုယူမအောင် ရှင်တော့ကျွန်တော်တို့ဟိုဘက်ကပေးလိုက်မယ် ဟုတ်လေအလုံးကြီးပဲလောက်တယ် အလုံးကြီး300 300ပေး ဟုတ်ကဲ့300ပေးတယ်ဒီမှာဆေးဘိုးလေးတောက်လိုက်တော့ဆေးဘိုးလေးပေါ့နော်ဒီမှာမဟုတ်လေဒါပါလေတာကြီး ကျွန်တော် ဒါချင်တော်သိချင်တော်ဒီကကြတော့ဟိုလိုထောက်တဲ့ချင်တော်လို့ပေါ့ဗျာဒီမှာဖောက်ဆွဲ ဆွဲကြောက်ပါ ဖောက်ဆွဲကြောက်ဒီမှာဆက်ပြာဒါလက်ဖက်မပြီးကျော်ညငါတစ်တာမတေဝေငါတစ်တာဒီဘက်ကတော့ရေတန်းနေပေါ့ရေတန်းကျွန်တော်ဟိုဘက်အတွင်းလေးမှာလည်းရှိသေးတယ်ဒီကကျွန်တော်အုတ်ခတ်ပကံပေါ့မလေးဒီကတော့ဇွန်းနဲ့ခွက်တွေရောင်းချက်ဖို့ရောင်းပါလေ